အမွေကိစ္စတွေပိုင်ဆိုင်မှုအငင်းပွားတဲ့ကိစ္စတွေမှာငါတို့ဒီအမွေကိုမလိုချင်ပါဘူးယူကြပါလို့ဆွေမျိုးတွေရှိမှနှုတ်နဲ့လွယ်လွယ်ပြောလိုက်မိတဲ့အခိုက်အတန့်မျိုးရှိဘူးကြသလားဒါမှမဟုတ်တခြားသူကပြောတာကိုရောကြားဘူးကြပါသလားအဲ့ဒီလိုနှုတ်နဲ့ပြောလိုက်ရုံနဲ့တကယ်ပဲဥပဒေအရအမွေဆွတ်လွတ်ပြီးသားဖြစ်သွားသလားဒါမှမဟုတ်စာချုပ်စာတမ်းနဲ့တရားဝင်လက်မှတ်ထိုးမှပဲအတည်ဖြစ်တာလားဒီနေ့မှာတော့ဆွတ်လွတ်မှုနဲ့ပတ်သက်တဲ့အမတန်စိတ်ဝင်စားစရာကောင်းတဲ့ဥပဒေပုံစံတစ်ခုညှဝေပေးကြပါမယ်ကျွန်တော်ကတော့ရှင်းနေဦးမင်းသိန်းအောင်ပါမူရင်းစီရင်ထုံးကတော့2001ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်ထားပါနဲ့မောင်ရှန်လိုင်းနဲ့ဒေါ်ထားစင်ပါသုံးဒေါ်ထားစင်ပါလေးတရားမအထူးအယူခံမှုစီရင်ထုံးဖြစ်ပါတယ်ဇလန်ဆရာကမော်လမြိုင်မြို့မင်းကလေးကျောင်းလန်ကဥပစာတစ်ခုကနေစတင်ပါတယ်အဲ့ဒီအိမ်ကိုညီကိုတွေဖြစ်ကြတဲ့ဥရွှေအောင်နဲ့ဥစွာဝန်တို့ရဲ့မိသားစုတွေနေထိုင်ကြပါတယ်အချိန်တွေကြာလာတော့ဥစွာဝန်ရောသူ့ရဲ့ဇနီးရောကွယ်လွန်သွားခဲ့ပါတယ်သူတို့မှသားသမီးအရင်လည်းမရှိပါဘူးဒီတော့ကျဲခဲ့တဲ့အိမ်ကိုညီကိုအရင်တွေဖြစ်တဲ့ဥရွှေအောင်နဲ့နောက်ထပ်ညီတူဖြစ်သူဥရှင်ဝတ်တော်ကအမွေဆက်ခံခွင့်ရှိလာပါတယ်ပြဿနာကဘာလဲဆိုတော့ဥရွှေအောင်ကဒီအင်ဂျီရဲ့သုံးပုံတစ်ပုံကိုသူကငကိုကလေးကပိုင်တယ်လို့ဆိုပါတယ်ဒါကြောင့်ကျန်တဲ့သုံးပုံနှစ်ပုံကိုပဲသူနဲ့သူ့ညီဖြစ်သူတို့အမွေခွဲကြမယ်ဆိုပြီးတော့တရားစွဲဆိုခဲ့ပါတယ်ဒီလိုတရားစွဲဆိုတဲ့အခါမှာတစ်ဖက်ကနေဘယ်လိုရှေ့ပါတယ်လဲဆိုရင်သုံးပုံတစ်ပုံကိုပိုင်ဆိုင်ကြောင်းကြီးညာပြီးဖို့ရယ်ကျန်တဲ့အမွေကိုခွဲပေးဖို့ရယ်ဆိုတဲ့မတူညီတဲ့ကိစ္စနှစ်ခုကိုအမှုတစ်ခုတည်းမှာပူးတွဲဆွဲဆိုလို့မရဘူးအမှုဆွဲတဲ့ပုံစံမှားတယ်ဆိုပြီးတော့ထုချေခဲ့ပါတယ်ဒီနေရာမှာဥပဒေသဘောတရားလေးတစ်ခုကိုအရင်ရှင်းပြကြပါမယ်တရားမကျင့်ထုံးဥပဒေအမိန့်နဲ့နည်းဥပဒေ3အရာဆိုရင်တရားလိုဖြစ်သူတို့ဟာရှားနာတဲ့တရားစွဲဆိုခွင့်အကြောင်းအရာတွေကိုအမှုတစ်ခုတည်းမှာစုပေါင်းပြီးတော့ဆွဲဆိုခွင့်ရှိပါတယ်ဥရွှေအောင်ရဲ့အမှုမှာသူတောင်းဆိုနေတဲ့ပိုင်ဆိုင်ကြောင်းကြီးညာပေးဖို့ဆိုတဲ့ကိစ္စရောအမွေခွဲပေးဖို့ဆိုတဲ့ကိစ္စဟာအရှင်းဖြစ်နေတဲ့အိမ်တလုံးတဲ့အကြောင်းအရာနဲ့ပဲဆက်ဆက်နေတာပါဒါကြောင့်အမှုဖြစ်အကြောင်းအရာမတူညီပေမဲ့ပူးတွဲဆက်ဆိုခြင်းဟာဥပဒေအရမှားယွင်းမှုမရှိဘူးလို့တရားရုံးချုပ်ကနေဆုံးဖြတ်ခဲ့ပါတယ်ဒီနေ့ပြောရရင်အမှုဆွဲဆိုတဲ့ပုံစံမှန်ကန်ပါတယ်အဲ့ဒီအမှုမှာပဲဒုတိယနဲ့အရေးကြီးဆုံးအငင်းပွားမှုတစ်ခုထပ်ပေါ်လာပါတယ်အမွေခွဲတဲ့အမှုတွေမှာအမွေဆိုင်အလုံးပါဝင်ရမယ်ဆိုတဲ့ဥပဒေရဲ့အခြေခံမူပါဒါပေမဲ့ဒီအမှုမှာကွယ်လွန်သူရဲ့ညီမအရင်ဖြစ်တဲ့ဒေါ်တန်းမြကိုတရားပြန်အဖြစ်ထည့်ပြီးတော့မဆွဲဆိုခဲ့ပါဘူးဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကဒေါ်တန်းမြဟာတရားရုံးရှိကိုတက်တဲ့အဖြစ်ရောက်လာတဲ့အခါမှာကျမကတော့အကိုဖြစ်သူရဲ့အမွေကိုမယူလိုပါဘူးခံစားခွင့်တစုံတရာမလိုချင်ပါဘူးဆိုပြီးတော့တရားရုံးရှိမှာတုံ့နဲ့ထွက်ဆိုခဲ့ပါတယ်တစ်ဖက်ကရှိနေတွေကဘာပြောတယ်လဲဆိုတော့ပစ္စည်းလွှဲပြောင်းခြင်းအဥပဒေအရမရွှေ့ပြောင်းနိုင်တဲ့အင်ရှင်မီကိုစွန့်လိုက်ရင်စာချုပ်စာတမ်းနဲ့မှတ်ပုံတင်ပြီးမှလုပ်ရမယ်လို့ထောက်ပြကြပါတယ်ဒီအချက်ကိုတရားရုံးချုပ်ကအမတန်လှပတဲ့ဥပဒေအဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုလေးနဲ့ဆုံးဖြတ်ခဲ့ပါတယ်ကျွန်တော်မိတ်ဆွေတွေသေချာနားထောင်ကြည့်ပါဥပဒေအရစာနဲ့ရေးသားပြီးမှလွှဲပြောင်းရမယ့်ကိစ္စတွေဖြစ်တဲ့ရောင်းချခြင်းပေါင်နှံခြင်းငှားရမ်းခြင်းမြစ်တံနဲ့ပေးကမ်းခြင်းစတဲ့အရာတွေထဲမှာစွန့်လွတ်ခြင်းဆိုတာမပါဝင်ပါဘူးတဲ့စွန့်လွတ်တယ်ဆိုတာကိုယ့်ရဲ့အကျိုးခံစား권ကိုလွတ်လပ်လိုက်တဲ့သဘောပဲရှိပါတယ်တခြားလူတယောက်စီကိုလွှဲပြောင်းပေးလိုက်တဲ့သဘောမသက်ရောက်ပါဘူးဒါကြောင့်အမွေကိုစွန့်လွတ်တာဟာစာချုပ်စာတမ်းနဲ့လုပ်เสียမလို့ပဲနဲ့နှုတ်နဲ့ပြုလုပ်နိုင်ကြောင်းထင်ရှားတယ်လို့တရားရုံးချုပ်ကနေအတိအလင်းဆုံးဖြတ်ခဲ့ပါတယ်ဒါကတော့တကယ်မှတ်သားစရာဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်အမွေဆိုင်တဦးကနှုတ်နဲ့စွန့်လွတ်လိုက်တာနဲ့တင်သူ့ရဲ့အခွင့်အရေးဟာပြတ်သုံးသွားပြီဖြစ်လို့သူမပါဝင်ပဲနဲ့လည်းကျန်တဲ့သူတွေကိုအမွေစီမံခန့်ခွဲပြီးဖို့တရားရုံးကနေဒီဂရီချမှတ်ပေးနိုင်တယ်လို့အဆုံးဖြတ်ပေးခဲ့ပါတယ်ဥပဒေဆိုတာတစ်ခါတလေမှာစာသားလေးတစ်ခုစကားလေးတစ်ခွန်းနဲ့အပေါ်မှာအများကြီးမူတည်နေတတ်ပါတယ်စွန့်လွတ်ခြင်းဟာပေးကမ်းခြင်းမဟုတ်ဘူးအခွင့်အရေးကိုလွတ်လပ်လိုက်ခြင်းသာဖြစ်တယ်စာနဲ့ရေးသားပြီးမှလွှဲပြောင်းနိုင်တဲ့ကိစ္စတွေမှာစွန့်လွတ်ခြင်းမပါတဲ့အတွက်ကြောင့်စွန့်လွတ်ခြင်းကိုနှုတ်နဲ့လည်းပြုလုပ်နိုင်တယ်ဆိုတဲ့ဥပဒေသဘောတရားလေးကကျွန်တော်မိတ်ဆွေတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုရင်လည်းကွန်မန့်မှာရေးသွားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ